sharing လုပ်ထားတဲ့အဆက်လေးကိုပြန်ပြီးတော့မှထပ်ပြီးသင်ခန်းစာလေးလုပ်ပေးခြင်းတဲ့အတွက်ကြောင့်မို့ဒီနေ့ကတော့ if statement နဲ့ပတ်သက်ပြီးမှ sharing လုပ်ပေးခြင်းနဲ့ဒီ if statement ကဘယ်လိုမျိုးလဲဆိုတော့ဒီ condition တွေက true ဖြစ်တဲ့အချိန်မှာသုံးတဲ့ statement ပေါ့နော်များသောအားဖြင့်ဒီ programming ဘိုင်းတော်တော်များများဖြစ်တဲ့သူဆိုရင်နားလည်မှာပါလောလောဆယ်ဒီဟာကိုလုံးဝ basic ကစပြီးတော့မှလုံးမဲ့သူအတွက်ကြောင့်မို့အလီကိုနည်းနည်းပြောပြချင်ဥပမာပါနော်ဒီအလွယ်ဆုံးဆိုရင် let temperature ကနော်25ရှိမယ် if ဒီ temp ကgreater than 20ဆိုရင်20ထက်ကြီးမယ်ပေါ့နော်20ထက်ကြီးတယ်ဆိုရင် print ဘာတော့မလဲဆိုတော့it is 1G ဆိုပြီးတော့မှထုတ်မယ်ဒါဆိုရင်ဒီ print အောက်နားလေးမှာထုတ်ပေးမယ် okay ဒီဟာလေးနည်းနည်းကြာလို့ခဏစောင့်ပေး print temperature 25ဖြစ်တဲ့အတွက်ကြောင့်မို့20ထက်ကိုကြီးတယ်ဆိုတဲ့အတွက်ကြောင့်မို့ it is a 1 day ဆိုပြီးတော့မှ print ထွက်လာလိမ့်မယ်သူ့ကိုအမျိုးမျိုးသုံးနေပါတော့နောက်တစ်ခုက let is raining ကtrue for true if it's raining ဖြစ်တယ်ဆိုရင် print remember your umbrella ဆိုပြီးတော့မှဒါဆိုခုနထွက်လာ is one day ပြီးရင် raining ဖြစ်ခဲ့တယ်မှန်ခဲ့တယ်ဒါ true statement condition ပေါ့နော် true condition ဖြစ်ခဲ့တယ်ဆိုရင် remember your umbrella ဆိုပြီးတော့မှဒီမှန်တဲ့ condition ကိုထုတ်ပြရပါတော့ okay s တို့ဘာလို့လဲလာရှိပေါ့နော်ဒီဟာဟုတ်တယ်ဆိုရင်ဒီ print လေးထွက်ပြီးတော့မှနောက်တစ် statement s မဟုတ်ခဲ့ဘူးဆိုရင်အောက်ကprint ကိုထုတ်မှာပေါ့နော်အဲ့တော့အသေးစိတ်ကတော့မပြောလိုက်များတော့မှာဆိုတဲ့ကြောင့်မို့တည်တလောက်ပေါ့နော်တည်တလောက်အများရန်သုံးနေတဲ့ဟာတွေပေါ့နော်ဘာသုံးမလဲဆို multiple condition ဒီ logical operator ကိုပဲသုံးမယ်အဲ့တော့ let age က25ဖြစ်တယ် let has id ရှိမယ်နော် id ရှိမယ် true okay အဲ့ဒီကိုမှ if age က greater than equal 20 population and your hats id ရှိokay id ရှိမယ် so print အဖြစ်မယ်ဆိုyou can enter the club ဆိုပြီးမှလေးပေါ့မနော်အကေဒီ age ကတဲ့ age ကို25နော် greater than equal 20ဆိုတော့20တဲ့ကို greater than လည်းဖြစ်တယ်ဒါမှမဟုတ်ရင် equal လည်းဖြစ်တယ်ဆိုရင်ပြီးတော့လို့ရှိရင်ဒီဟာဘယ်လိုပြော operator ပေါ့နော် sorry and operator ပေါ့နော်ဘယ်လိုဆိုတော့ဒီ and ကဒီ and operator ကကြတော့ဒီတစ်ခုလည်းမှန်ရမယ်ဒီတစ်ခုလည်းမှန်ရမယ်ဆိုတဲ့ဖြစ်ပေါ့နော်အဲ့တော့ has id ဒီမှာ true ဖြစ်တဲ့အတွက်ကြောင့်ဒါလည်း true okay true ဖြစ်တဲ့အတွက်ကြောင့်မို့ဒီအောက်က true ဖြစ်လာလိမ့်မယ်အဲ့တော့ဒီ operator ဒီက id ဟိုနော် logical operator ကဒါကကြတော့ and ပေါ့နော်နောက်တစ်ခုကကြတော့ or လိုမျိုးလေးသုံးလဲဆိုအဒီမျိုးလေးobservation not ဒီဟာကျတော့ not ပေါ့မဟုတ်ဘူးပေါ့အဲ့ဒါကျတော့ဒီဟာကျတော့ logical operator တွေအများကြီး operator တွေကတော့အများကြီးရှိမှာလောလောဆယ်ကတော့ဒီ if နဲ့ပတ်သက်တဲ့နည်းနည်းအသုံးများတဲ့ဟာလေးပဲပြောပြမှာဖြစ်ပါတယ်အဲ့တော့ဒီ if statement နဲ့ပတ်သက်ပြီးတော့ဒီလောက်ပါပဲ